လန်ဖို့ကိုကြည့်ရှုအပ်နေတော့ပြည်သက်များအခုချိန်မှာကျွန်တော်ချင်းပြည်နယ်တစ်တော်ဝန်ကြီးဟောင်းဦးကျုံရင်းနဲ့ကျွန်တော်အင်တာဗျူးလုပ်မှာဖြစ်ပါတယ်။သူကဆိုရင်တော့အခုခုမီaffair council မှာလေသူက KCC မှာလေအောက်ထတောင်းယူထားတာဖြစ်ပါတယ်။ဟုတ်ကဲ့ပထမဆုံးအနေနဲ့ဝန်ကြီးလောက်တော့ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာတစ်တော်လေတောင်းယူထားတယ်ပြင်ရက်စစ်တတုဖက်ပေါ့နော်အလုပ်သမားဖက်ကိုလည်းတောင်းယူထားတယ်လို့ကြားသိရပါလေဟုတ်ကဲ့အဲ့ဒီကျွန်တော်ရဲ့တစ်တော်ဖက်မှာပေါ့ဟုတ်ကန်ဒါစီပြောရရင်တော့တစ်တော်ဖက်မှာအဓိကဘာဒီကန်တွေရတယ်လဲပြောပြလို့ရမှာကျွန်တော်တာဝန်ယူရဲ့2017ကနေ2016ငါးနှစ်တာကာလအတွင်းပေါ့လေအဲ့ဂျားမှာပထမ6လကြတော့ကျွန်တော်ကိုစွန့်အင်ရဲ့လက်စီရဲ့တစ်တော်ရဲ့တတုဆိုမှဌာန၄ခုကျွန်တော်တောင်းပေးပါတယ်တိုးတော်လည်းပဲ6လကြာတဲ့အခါမှာကျွန်တော်ကတစ်တော်နဲ့တတုနှစ်ခုကိုပဲတောင်းယူထားပါတယ်နောက်ကျွန်တော်တောင်းဝင်စဉ်ကာလမှာတနင်္ဂနွေလုံးတစ်ထုတ်ဖို့ကျွန်တော်ကအလုံးလိုက်ထုတ်တာကိုခွင့်ပြုတော့ဘူးခွင့်ပြုတဲ့အခါမှာကျွန်တော်ကအများအဖြစ်မြန်မာတစ်လုပ်ငန်းကထုတ်တဲ့လုပ်ငန်းကိုပဲကျွန်တော်ကကြည့်တဲ့ဘက်မရှိပါတယ်ကျန်တဲ့ပုဂ္ဂလိကတွေကိုပေးတာမရှိတော့ပါဘူးဒီချိန်မှာနောက်ပြီးတော့ကျွန်တော်ချင်းမင်းရဲ့တဘောကပတ်ဝန်းကျင်ထိမ့်သိမ့်မှုတွေလိုအပ်တဲ့နေရာတွေကိုကြိုးဝိုင်းကြိုးပြင်းနေကျွန်တော်ဖွင့်ပါတယ်ဒီဖွင့်တဲ့အခါမှာကျွန်တော်မှတ်မှတ်ရပြောလို့ရှိရင်ဒီတွန်းဇန်မြို့နယ်ကစင်ကဲကြိုးဝိုင်းနောက်တစ်ခါဟာခါနဲ့ဖလန်းကြားကဇိမ်မှုတောင်ကျိုးဝိုင်းနောက်ဟာခါမြို့နယ်ကတီးမြစ်ကျိုးဝိုင်းပလဲဝမြို့နယ်ကကြောက်ပန်းတောင်ဘေးမေတော်ဆိုမှကျွန်တော်တို့၄ခုကိုကျွန်တော်အတိအကျဖွင့်ခဲ့ပါတယ်သို့တော်လည်းပဲအဲ့ဒီမှာကျွန်တော်တို့အနေနဲ့ရှိတာကကြောက်ပန်းတောင်ဘေးမေတော်သည်နမတောင်အမျိုးသားဥယျာဉ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိပါတယ်ရှိတော့သူကလည်းအလှမ်းဝေးတယ်ဝန်ထမ်းနဲ့မရှိဘူးကြည်ကြမှုအားနေပါတယ်အဲ့ဒါပြင်နေနမိတ်ဗုဒ္ဓတိုင်တွေတေတေချာဆက်တူထားချက်မရှိတဲ့အခါမှာပြည်သူတွေကတောင်ပြလုပ်ငန်းနဲ့ခုလို့ရှိရင်တစ်တော်နဲ့ပြည်သူစကားများပါတယ်ဒါကြောင့်မလို့ကျွန်တော်ကျိုးဝိုင်းတစ်ခုဖွင့်ပြလို့ရှိရင်သူ့မှာလိုအပ်တဲ့နေနမိတ်ဗုဒ္ဓတိုင်ကိုအတိအကျပြည်သူတွေကိုနားလည်အောင်ရှင်းပြဖို့လိုပါတယ်ဆိုတော့ကျွန်တော်တင်ပြလိုပါတယ်နောက်တစ်ချက်ကျွန်တော်ကတစ်တော်ပြုံးစည်းမှုရှိအောင်တဲ့ကကျွန်တော်ချင်းမင်းနေဟာစကိုင်းတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်တို့ရဲ့ရေဝေးလေးကိုထိမ့်ပြီးတဲ့အဓိကကျွန်တော်နေရာဖြစ်ပါတယ်ကျွန်တော်နေပြည်တော်မှာဆေးရဲသွားနေပဲကျွန်တော်အဲ့ဒါခဏပြောပါတယ်ဒါကြောင့်မလို့ကျွန်တော်ချင်းမင်းတွေကတစ်ခိုးတာတွေရက်တန်ကရက်ဖို့စကိုင်းတိုင်းဝန်ကြီးကိုလည်းကျွန်တော်တောင်းဆိုပါတယ်မကွေးတိုင်းဝန်ကြီးလည်းကျွန်တော်တောင်းဆိုပါတယ်ရခိုင်ပြည်နယ်ဝန်ကြီးလည်းကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်တို့ဒီတစ်တွေကိုတကယ်တော့ဒေတာတော့မရှိဘူးလားဆိုရင်ဒေတာတော့ဆိုလို့ရှိရင်ကျွန်တော်တို့ကခွင့်ပြုပါတယ်ကျွန်တော်ချင်းပြည်နယ်ဖုံးပြတုတ်တက်ဖို့အတွက်ဆိုမှပေထောင်စုအဆင့်ကဝန်ကြီးတစ်ပါးကိုတောင်းပေးပါတယ်အဲ့ဒီဝန်ကြီးကပေထောင်စုဝန်ကြီးတော်ရဲ့ဝန်ကြီးဦးဝင်းထွန်းဖြစ်ပါတယ်ဦးဝင်းထွန်းရဲ့ကိုကြီးနဲ့ကျွန်တော်ချင်းမနေလမ်းတာမီပညာရေးကျမ်းမာရေးစသည်အဖြစ်တပြည်နယ်လုံးကိုလွှမ်းခြုံအောင်ကျွန်တော်တို့အများအဖြစ်အဲ့ဒီအဘဝန်ကြီးနဲ့သွားရမှလွှဲတာကိုကိုကြီးပတ်ပူဖြစ်စီခဲ့တာရှိပါတယ်ခင်ဗျနောက်အဲ့ဒီအဘရဲ့လွှဲချက်ကတခုရှိပါတယ်ကိုယ့်ရဲ့ပြည်နယ်ကိုယ့်ရဲ့မြို့နယ်အတွင်းမှာလောက်မဲ့ဆိုလို့ရှိရင်တစ်နှစ်ကိုတအုပ်စုကိုတေထောင်သုံးမိဆောက်ဖို့တစ်ပါမစ်မလိုဘဲနဲ့ခွင့်ပြုလို့ရတယ်ဆိုတဲ့နှုတ်မင်းကတိရခဲ့ပါတယ်အေးနှုတ်မင်းကတိနဲ့ပဲကျွန်တော်ကလည်းပဲမြို့နယ်အားလုံးကိုကျွန်တော်တို့ဒေတာတောင်းဆိုလို့ရှိရင်တက်ဆေရမြို့နယ်တစ်တော်ခရိုင်ပြည်နယ်တွေကိုကျွန်တော်ဝန်ကြီးရဲ့လက်ညှိုးချက်တိုင်းကျွန်တော်ဆောင်ရွက်ပေးတာရှိပါတယ်
တခါကျွန်တော်တို့ပုဂ္ဂလိကစိုက်ခင်းတွေတည်ထောင်ခွင့်ရပါတယ်အဲ့ဒါမှာဥပဒေကလည်းပဲအတိအကျမရှိတော့ဒုလူတွေကစံထေဝါနဲ့ကြောက်နေကြပါတယ်အဲ့ဒါမှကျွန်တော်အခုအများအပြားဂျွန်စိုက်ခင်းတွေတို့ရရှိပါတယ်တစ်မှာစိုက်ခင်းရှိတယ်ရေမင်းနဲ့စိုက်ခင်းတွေရှိတယ်အဲ့ဒီစိုက်ခင်းတွေကတစ်တော်ဌာနအနေနဲ့တရားဝင်ဖြစ်အောင်မှတ်ပေါ်တင်လုပ်ထားပါပြီသို့တော်လည်းပဲမြေစင်းကကွင်းစင်းတိုင်းတာမှုမရှိတဲ့အခါမှာကိုပိုင်ထုတ်လွှင့်ခွင့်ရဖို့နေမှာကျွန်တော်အခက်ရှိပါတယ်အဲ့ဒါကိုအခုတာဝန်ရှိတဲ့အစိုးရတွေကလည်းပဲကိုပိုင်ထုတ်လို့ပိုင်ခွင့်ရအောင်တစ်တော်နဲ့မြေစင်းညှိနှိုင်းရေးမှဆောင်ရွက်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုလိုပါတယ်အဲ့ဒါတစ်တော်ပိုင်းပါတတုပိုင်းကျွန်တော်ရှိရင်ကျွန်တော်တို့ချင်းပြည်နယ်မှာအများကြီးနာမည်ကြီးခဲ့ပါတယ်တီးတိမ်မွေတောင်ဖားတောင်တဲကွာလာတူးမယ်ပြောပါတယ်လုပ်ငန်းရှင်တွေလာတယ်ပြည်နယ်ဆရာဖွင့်တဲ့တွေ့ပါတယ်အဲ့ဒီမှာပထမဆုံးတွေ့ရှိတာကဒေါက်တာဝုံဆုံးပါကျွန်တော်တို့မွေတောင်ဖားတောင်အနည်းနားမှာရှိတဲ့ကျေးရွာပေါင်း20ကိုကျွန်တော်ဝန်ကြီး3ပါးကွင်းဆင်ခဲ့ပါတယ်စီမံဘဏ္ဍာဝန်ကြီးဦးနန္ဒမုံနောက်တစ်ခါလက်စစ်နဲ့စစ်မှုဝန်ကြီးဦးကျင်လင်းပေါကျွန်တော်တို့3ယောက်ကျေးရွာပေါင်း20ကိုကွင်းဆင်ပါတယ်ဆင်းတဲ့အခါမှာဒေသခံပြည်သူတွေကတရုတ်နဲ့တူတာကိုလုံးဝသဘောမတူပါဘူးသူတို့ကလည်းပဲသူတို့ရဲ့လုံမဲ့အစီအမံတွေကိုတင်ပြထားပါတယ်သို့တော်လည်းပဲဒီငှားနေတော့တူပါနေအောင်ဆိုမှပြည်သူတွေကကျွန်တော်တောင်းဆိုလို့တူဖို့စစ်ကျွန်တော်တို့မဖြစ်ခဲ့ပါဘူးကျွန်တော်တာဝန်ဒီချင်းပြည်နယ်ပုံရင်းမှာရှိတဲ့နေရာတွေကတတိမှာဘာတတူရနဲ့ထွက်မလဲဆိုတော့ကိုစမ်းသပ်ရှာဖွေတယ်တက်ဆိုင်ရာမျိုးနယ်သေးကြီးကပို့တဲ့နမူနာပစ္စည်းတွေကိုကျွန်တော်တို့ကိုပေးပါတယ်ပြီးတော့ကျွန်တော်ကပြည်တော်စုကိုဆင့်ပို့တယ်ဒီဟာကဘာတတူလဲအလူမီနီယံလားကျွန်တော်ခရိုမိုက်လားတန်ရိုင်းလားဆိုမှကျွန်တော်စမ်းခိုင်းပါတယ်ဒါကြောင့်မို့ကျွန်တော်မှတစ်ထက်မှာဒီတက်တုတတာအချက်လက်တွေကိုဘေမြို့မှာဘာထွက်တယ်ဆိုတာလည်းပဲကျွန်တော်စုဆောင်တဲ့ဘိုင်းမှာရှိပါတယ်ကျွန်တော်ကံပလက်မြို့နယ်ကိုခီးသွားရင်းနဲ့အရင်ကစီပင်ဝန်ကြီးဦးနိုင်နိုင်ပေါ့ခီးသွားတဲ့ခါမှာကြက်ချံရုံကိုသွားတယ်တော့ကာလငန်းပေါက်စကယ်လည်းမရှိဝန်ကြီးနဲ့ပါချင်းရှော့သွားကြတယ်နေဘူးထဲမှာအဲ့ဒီမှာနတ်မတောင်ကဘာပြူတယ်ကဘာပြူအေးကြောက်ကလေးနဲ့ကျွန်တော်မြင်တဲ့ကကျွန်တော်စိတ်ထဲမှာတန်တရားရှိတယ်ကဲဝန်ကြီးဘာဖြစ်ကျွန်တော်ဒီရောက်ခဲ့တဲ့မလားကျွန်တော်ကောက်သွားမယ်ဆိုတော့စီပင်ဝန်ကြီးကကျွန်တော်တားပဲကိုကျော်ငိမ့်ဒီလောက်ပိန်မအထဲမှာ4ပါပဲနေဘာလို့မှလဲကျွန်တော်ပြောတယ်မဟုတ်ဘူးကျွန်တော်စိတ်ထဲမှာတန်တရားရှိတယ်ဒါတစ်ခုဖြစ်နိုင်တယ်ဆိုမှကျွန်တော်အတဲမှာကျွန်တော်ပိန်မခံမှာထိုင်းယူသွားတယ်ဒီရောက်တော့ကျွန်တော်ကပြည်တော်စုကိုပို့တဲ့အခါမှာကျွန်တော်ဓမ္မတံမိုးရှိတဲ့အလူမီနီယံပါစနစ်တော်ကောင်းတဲ့တက်တူဖြစ်သွားပါတယ်အဲ့ဒါကတော့ကျွန်တော်တို့လက်ထက်မှာကျွန်တော်တို့စုခဲ့တဲ့မြအချက်လက်တွေပါတချို့ကုမ္ပဏီပေါင်းများစွာကျွန်တော်ချင်းမင်းတွေကိုတတူတူးဖို့စမ်းသပ်ဖို့ရှောက်ပါတယ်ကျွန်တော်တို့ကလည်းပဲဒေသခံပြည်သူရဲ့အတန်နဲ့အညီစမ်းသပ်ခွင့်တော့ကျွန်တော်ပေးတာရှိပါတယ်တချို့မလုပ်ဘူးတချို့ကြတော့ခွင့်ပြုတာရှိပါတယ်အေးလောက်ွက်တွေကိုနောက်တစ်ဖွဲ့တော့ခွင့်ပြုသေးတယ်ဆက်မှကျွန်တော်ပြောတယ်ကျွန်တော်စနာကလည်းပဲပထမလျှောက်ထားတဲ့ကုမ္ပဏီလောက်ွက်နဲ့ဒုတိယလျှောက်ထားတဲ့ကုမ္ပဏီလောက်ွက်ကတစ်ထပ်တည်းကြပါတယ်ပထမလူကတော့မပေးဘူးဒုတိယလူကတော့ပေးရမယ်ဆိုတဲ့ခါမှာကျွန်တော်ကအထောက်ထားနဲ့လျှောက်ထားသောကုမ္ပဏီတစ်ခုလောက်ွက်သည်တစ်ထပ်တည်းကြပါတယ်ပထမလျှောက်တဲ့ကုမ္ပဏီကိုစမ်းသပ်ခွင့်တောင်ခွင့်ပြုဘူးအခုဒုတိယလျှောက်တဲ့ကုမ္ပဏီကိုစမ်းသပ်တူဖောက်ခွင့်ပေးရမယ်ဆိုတာကျွန်တော်ထောက်ခံချက်မပေးခဲ့ပါဘူးဒါနဲ့ပဲကျွန်တော်တို့တစ်ထက်မှာတူဖောက်ခြင်းလုပ်ငန်းရပ်ဆိုင်ခဲ့ရပါတယ်
အဲ့ဒါကျွန်တော်ကအခုချင်းပြည်နယ်မှာတခါပထမနဂါကိုနေဝင်ထောင်းပါလေကိုနေဝင်ထောင်းကမြို့သားရေးရာမြို့သားတော်ကတက်တုနဲ့တရားစရရဲ့ကော်မတီဥက္ကဋ္ဌနောက်ဦးလာရွှေအတွင်းမှုသူတို့ကကျွန်တော်ချင်းပြည်နယ်ကိုလာပြီးမှတက်တုတွေပြလာကိုဆင်းပါတယ်ကိုစလာကျွန်တော်ကိုသူတို့ကတခါလေပြောပါတယ်ကိုကြော်ငိမ့်ခင်ဗျားတို့ချင်းကစေးတယ်ပြောတယ်တဲ့ခင်ဗျားတို့ပြည်နယ်လောက်ချမ်းသာတာမရှိဘူးဆိုမှကျွန်တော်ကိုပြောတဲ့အခါမှာကိုနေဝင်းထွန်းကျွန်တော်ဝန်ကြီးချုပ်ကိုတိုက်ရိုက်တွေ့ချင်တယ်ရှိလို့ရှိရင်ဒီစာတန်းလေးဝန်ကြီးချုပ်ပါပေးရင်မကောင်းဘူးလားဆိုမှကျွန်တော်မေးပါတယ်အဲ့ဒါဝန်ကြီးချုပ်ကိုခေါ်မှရှင်းပြပါတယ်ဝန်ကြီးချုပ်ကိုမေးတော့ဝန်ကြီးချုပ်ပြည်နယ်ကမစင်းရဘူးခင်ဗျားတို့ပြည်နယ်ချမ်းသာတာမရှိဘူးဆိုမှပြောခဲ့ပါတယ်အဲ့ဒါကိုကိုနေမရှင်းတော့ကကျွန်တော်ကလေးကနေတိုင်းငင်းကနေတီးတယ်နောက်တိုင်းကတဲ့ဖလန်ဟာခါအဲ့ဒီမှာကာလန်ဖောက်တယ်မှာတောင်းတဲ့ကြောက်တွေဟာတဲ့တကယ်တန်ဖိုးရှိတဲ့ခရိုမိုက်ကြောက်တွေပါတဲ့ဘေးနိုင်ငံမှာအဲ့ဒီခရိုမိုက်ကြောက်တွေကိုကာလန်မခိမ့်ပါဘူးတဲ့ဒါကြောင့်မလို့ကျွန်တော်ကချင်းပြည်နယ်ဟာအစင်းဆုံးမဟုတ်ဘူးနောက်ချိန်မှာအင်မတန်မှချမ်းသာတဲ့ပြည်နယ်ဖြစ်မယ်ဆိုမှမှတ်ချက်ပြုခဲ့တာရှိပါတယ်အရင်ကအခုတက်တုမှာတော့အနေရပဲပေါ့နော်ဟုတ်ငွေတော်ဖတ်တောင်ကမ်ပလက်ကဆိုတော့အခုထိဘယ်သူမှမထုတ်ခွင့်မပေးဘူးပေါ့နော်ထုတ်ခွင့်မရဟုတ်ပြီဗျဟုတ်တယ်နောက်ဖလန်းမှာလည်းရှိတယ်ကျွန်တော်တန်ရိုင်းရှိတယ်နောက်ခရိုမိုက်လည်းရှိတယ်ထုတ်တာဟိုဖက်မှာကျွန်တော်မတူပြေမင်းနဲ့ကြတော့ငွေတော်ဖက်မှာရှိတယ်တတုတယ်အဲ့ဒီဒေတာချက်လို့ကျွန်တော်စူဆောင်းပြီးမှကျွန်တော်အခန်းထဲမှာ V9 နဲ့ကိုကျွန်တော်ထားပေးပါတယ်တိထုတ်တဲ့ကိစ္စကကျွန်တော်ကခုနပြောပြပါပြီတနင်္ဂနွေလုံးတစ်အလုံးလိုက်ထုတ်တာကိုတိုင်းပြထားပါတယ်ကျွန်တော်ထက်မှာပလဲဝနေကိုတစ်ထုတ်ဖို့တောင်းပါတယ်ခွင့်မပြုပါဘူးထုတ်တူပဲကံမလဲနေမှာတစ်ထုတ်ဖို့တောင်းတယ်တောင်းတော့အရင်ကထုတ်ခဲ့တဲ့ကျွန်တော်ထက်မတိုင်ပေါ့လေထုတ်သွားတဲ့နေရာကကြံခဲ့တဲ့ကိုင်းဖြားကိုင်းသားတွေရှိတယ်အဲ့ဒီကိုင်းဖြားကိုင်းသားကိုထုတ်ဖို့ဆိုမှပြည်ထောင်စုကိုတောင်းတာက CNF ဖွဲ့ကတောင်းတာပါ CNF ကထုတ်လုပ်ခွင့်ပါမစ်ရတယ်အဲ့ဒီထုတ်လုပ်ခွင့်ရတဲ့ပါမစ်ကိုထုတ်ခေါင်ကြီးကုမ္ပဏီကိုတစ်ဆင့်ပြန်ရောင်းပါတယ်ထုတ်ခေါင်ကြီးကုမ္ပဏီထုတ်တဲ့အခါမှာပထမတဲ့ကျွန်တော်တစ်တော်ဝန်ထမ်းနဲ့ပါလို့တစ်တော်ဝန်ထမ်း2ယောက်အလုပ်ပြုတ်တာလည်းရှိပါတယ်ကျွန်တော်တို့ကျိုးဝိုင်းကျိုးပြင်တော့ဖွင့်မယ်တို့တယ်မဟုတ်အမျိုးသားဥပဒေနဲ့ဖွင့်တော့မယ်ဆိုလို့ရှိရင်အဓိကတောင်ဝရှိတဲ့ပုဂ္ဂိုလ်များကဒေသခံပြည်သူတွေကိုဂဂနနနားလေသဘောပေါက်အောင်ရှင်းပြပေးလို့လိုပါတယ်အလုပ်တစ်ခုလို့ရှိရင်အကျိုးအပြစ်ဆိုတာရှိပါတယ်အဲ့ဒီအကျိုးအပြစ်ဘာရှိလဲဆိုတော့ဒေသခံပြည်သူတွေသဘောပေါက်ဖို့အဓိကရှင်းနေတာလားကျွန်တော်ပြည်သူစနစ်ကိုခိုင်းတဲ့သဘောပါပဲအဲ့ဒီမှာကျွန်တော်ကလှုပ်လိုက်ပြီးဖွင့်လိုက်ပြီးဖွင့်လိုက်တယ်ဝန်ထမ်းကလည်းမခန့်နိုင်သက်ဆိုင်ရာအစုပ်ကလည်းမပေးနိုင်အဲ့ဒါကကျွန်တော်ရှိရင်ကျွန်တော်ကဒေသခံပြည်သူနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကရန်သူလိုဖြစ်နေပါတယ်အဲ့ဒါကိုအဲ့လိုဖြစ်ရအောင်တကယ်တော့ဖွင့်လို့ရှိရင်ဌာနဆိုင်ရာဝန်ထမ်းတွေကလည်းပဲအပြည့်အဝခန့်ထားပေးဖို့သူ့မှာလိုအပ်တဲ့အဆောက်အဦတွေပေါ့လေ facility တွေကိုလည်းပဲအပြည့်အဝပေးမှသာလေကျွန်တော်တို့ဒီတော်ကြီးဟာတာရှည်ခံမှာဖြစ်ပါတယ်ကျွန်တော်တာဝန်ချက်လက်ထက်မှာမြို့နေကိုမြို့နေကအကောင်းဆုံးတစ်တော်ထိန်းတာဒီထန်တလန်မြို့နေပါကျွန်တော်ဘာကြောင့်ဒီပြောရလဲဆိုလို့ရှိရင်ကျွန်တော်ခရီးကြုံလို့နေရာဒီမှာတောပေးလောင်တယ်တောပေးလောင်တဲ့အခါမှာရှိတဲ့ကာလသားတွေကသူ့မှာရှိတဲ့ရေပုံးတွေနဲ့ရေရှာမှမငြိမ်သက်ကြတယ်သူတို့ရဲ့စားဖို့တောက်ဖို့တစ်ခါကြုံပါကောနောက် ကအမျိုးသမီးတွေကပန့်ပိုးပေးတာကျွန်တော်ကိုယ်တိုင်ကြုံခဲ့ပါတယ်တကယ်လည်းပဲကျွန်တော်ဝန်တာပီတီဖြစ်ရပါတယ်တကယ်လည်းပဲထန်လာနေဟာ
ချင်းမင်းရဲ့ကွန်မြူနတီမှာတက်တော်ထင်းသိမ်းမှုအကောင်းဆုံးမြို့နယ်ပါဆိုမှကျွန်တော်မှတ်တမ်းတင်ထားတာရှိပါတယ် ချင်းပြည်နယ်တီတိုကိစ္စပဲဖြစ်ဖြစ်တတုတွင်ကိစ္စပဲဖြစ်ပေါ့နော် ဟုတ်ကဲ့ ဒါတဘာဝတန်ရတာကုံလုံးကဘလို့စီမံခန့်ခွဲတင်တယ်ပေါ့နော် ဟုတ် အမြင်လေးပြုတ်ပြပါ ကျွန်တော်တို့တက်တော်ကဏ္ဍပဲဖြစ်ပါစေတတုကဏ္ဍဖြစ်ပါစေဥပဒေတတ်မှတ်မှတ်ရှိဖို့လိုပါတယ်ဥပဒေရှိအောင်တော့ဤဥပဒေလည်းပဲထုတ်ဖို့လိုပါတယ်ဒါကြောင့်ဥပဒေနဲ့ဤဥပဒေတိတ်ချာတတ်မှတ်ထုတ်ဖို့ဆိုတဲ့နေရာမှာပြည်နယ်အဆင့်ကထုတ်ရမှာလားပြည်ထောင်စုအဆင့်ကထုတ်ရမှာလားအခုကအများအပြားပြည်ထောင်စုကဂိုင်ထားတော့ပြည်နယ်အဆင့်လုပ်ပိုင်ခွင့်ပေးမှသာလေကျွန်တော်ထိရောက်တဲ့ကာကွယ်မှုထုတ်လုပ်မှုဖြစ်နိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျ ကျွန်တော်ခု2020ဖြစ်ပေါ့နော်ကျွန်တော် Federal ဒီကိုပိုင်ပြတ်ထန်ခွင့်တောင်းနေတဲ့ကိစ္စပေါ့လေ ဟုတ် ပါဒီဝန်ကြီးလောက်ခေတုန်းကပေါ့နော်လောက်ပိုင်ခွင့်ပြည်နယ်မှာရှိတယ်ဟို ကျွန်တော်တို့တာဝန်ယူမှာလားပေါ့လေကျွန်တော်ဇာနှစ်ပြည်နယ်လောက်ပိုင်ခွင့်ဆိုတာရှိပါတယ်သို့တော်လည်းပဲ6လ10ပေးမယ်ပြောလိုက်6လလည်းမပြည့်တစ်နှစ်ကုန်သွားတယ်တစ်နှစ်ကုန်သွားတယ်တက်တန်းနဲ့9နှစ်ကုန်သွားတယ်ကျွန်တော်ဘာမှလုပ်ပါခွင့်မရှိပါဘူးကျွန်တော်ပြည်နယ်ဝန်ကြီးတွေမှာပြည်ထောင်စုကပဲအားလုံးကင်ထားတဲ့ဖြစ်ပါတယ် ပြည်နယ်ကဘာဒီအဓိကလောက်တယ် ပြည်နယ်ကတော့ကျွန်တော်တို့လူထုတွေနဲ့ညှိနှိုင်းမှလွတ်တော်မှာဥပမာဆိုတော့ကျွန်တော်နတ်မတောက် area အင်မတန်မှတန်ဖိုးရှိတဲ့တက်ခွက်ပန်းတွေရှိပါတယ်ကျွန်တော်တို့အစုအဖွဲ့ပိုင်းတွေနဲ့ကျွန်တော်ထိန်းချင်းပါတယ်ပြောတယ်တောင်းဆိုတယ်တောင်းဆိုတော့အဲ့လိုထိန်းသိမ်းခွင့်မရှိဘူးဆိုမှပြောခဲ့တော့ကျွန်တော်တို့ကလည်းပဲလက်မှန်ချက်ခဲ့ရတယ်ပြည်သူကလည်းပဲလက်မှန်ချက်ခဲ့တဲ့ဘဝရောက်ခဲ့ပူပါတယ်ကျွန်တော်တို့ လွတ်ပြည်နယ်လွတ်တော်နဲ့အစုရအောင်ဝန်ကြီးလောက်တုန်းကဘယ်လောက်ပူပေါင်းဆောင်ရွက်မှုရှိတယ် ကျွန်တော်လက်ထက်မှာတော့လွတ်တော်နဲ့အစိုးရကတော့လက်တွဲညီပါတယ်။ဘာဖြစ်လွတ်တော်ကဆုံးဖြတ်လို့ရှိရင်အစိုးရဖွဲ့ကကောင်ထိပ်ဖော်တယ်။အဲ့ဒါအပြန်အလှန်ကျွန်တော်ထင်ကြောင်မှုရှိပါတယ်။ဒီချိန်မှာ ပြည်ရင်စုရတုန်းကမလောက်ခဲ့မိဒါလေးတွေပေါ့နော်အဲ့ဒါလေးဒီမလောက်ခဲ့လို့ဆိုတဲ့ဟာဒီပြောချင်တာလေးများရှိတယ် ။ဟောအရင်အစကတမလောက်ခဲ့တာကကျွန်တော်ဒီထန်တလန်နဲ့ဟာခါတောင်ကျော်ပွေပါတောင်ကျော်ကိုမြို့သားဥယျာဉ်နဲ့လှုပ်ဖို့ဆိုမှရတဲ့ရှိပါတယ်။အဲ့ဒါမလုပ်ဖြစ်ခဲ့ဘူးကျွန်တော်။နောက်ပူပီတောင်ကျွန်တော်မလုပ်ခဲ့ဘူးဒီမကြီးမှာပလဲဝမြို့နယ်မှာမွေတောင်ဆိုတာရှိတယ်မွေတောင်ဆိုတာအဲ့ဒီငွေတောင်လည်းကျွန်တော်တို့လုပ်ဖို့ကြံခဲ့သေးပါတယ်အဲ့ဒါကတကယ်တည်းပဲလှုပ်တဲ့ရတယ်ဖြစ်ပါတယ်ဆိုတာကျွန်တော်ဆွေးနွေးလိုပါတယ် အမျိုးသားဥယျာဉ်လို့ကျွန်တော်ပြောနေတဲ့ခါမှာဘာအကျိုးတွေရမှာလဲပြီးရင်ကျွန်တော်ဘလူးကပဲရှောင်းရှောက်မလဲပေါ့နော်အစိုးရလက်ထရောက်သွားမှာဆိုတော့အစိုးရကလည်းပဲချင်းတင်ရတော့မှာဆိုတော့ပေါ့နော်ဟုတ် ဘာအကျိုးတွေရှိမလဲအဲ့ဒီရှိချင်းအဖြစ် အဲ့ဒီအမျိုးသားဥယျာဉ်လောက်တာကကျွန်တော်က eco tourism ပေါ့လေတဘာဝခေသွားလုပ်ငန်းအတွက်ဒေသခံတွေအများဆုံးအကျိုးစုခံစားရအောင်ပါသို့တော်လည်းပဲအဲ့ဒီထဲမှာလာမဲ့အဲ့ဒီအတွက်နေရာထိုင်ခင်းရေမီးပေါ့လေပစ္စံလုံလောက်မှသာလေကျွန်တော်တို့လာနိုင်မှာပါကျွန်တော်တို့ကကားလမ်းဖောက်ချင်တယ်သူတို့ကကားလမ်းဖောက်တာမကြိုက်ဘူးသူတို့ကစိုက်ကယ်လေးနဲ့နော်စက်ဘိန်းနဲ့လာကြတယ်ကျွန်တော်နံပါတ်ထောင်းမှာတွေ့တဲ့ခါမှာသူလေးလာတယ်ဒါကြောင့်မလို့ဒီတော့ကတော့ပြက်အောင်စက်ကယ်လမ်းတော့ပဲလောက်ကြပါတကယ်လို့ဒီလမ်းကြီးကိုစံရံပြကြီးဝင်လို့ရှိရင်ရှိတဲ့တောသစ္စာတွေကကြောက်လမ်းရင်မှနေရတာပြောင်းသွားတာရှိပါတယ်ဥပမာဆိုတော့ကျွန်တော်နံပါတ်တောင်းဧရာထဲမှာပထမရှိပြီးသားစေမိုင်အထိကာလန်ပေါက်တယ်အပေါ်ကာလန်မဖောက်ဘူးကျွန်တော်အဲ့ဒီမှာ34ပေလက်ကြေကာလန်ဖောက်လိုက်တော့နိုင်ငံခြားသားတွေလာလို့ရှိရင်ပကံညောင်ဦးကနေသူကရန်ကုန်ကနေပကံညောင်ဦးရောက်တယ်ပကံညောင်ဦးကနေကားစီးမှတောက်လျှောက်တက်လာတယ်နမတောင်ကိုကားနဲ့
နှစ်ချင်းမြန်သွားတော့အဲ့ဒီမှာရှိတဲ့ဟိုတယ်လုပ်ငန်းတွေကလည်းပဲဝင်ငွေမရဘူးဒေသခံတူကလည်းပဲဘာမှခံစားမှုမရှိဘူးဖြစ်သွားပါတယ်ဒါမှမဟုတ်အမျိုးသားဥယျာဉ်ဖြစ်လို့ရှိရင်နော်ကျွန်တော်အကောင်းဆုံးကနိုင်ငံခြားတွေလိုလားတဲ့လမ်းချင်းချင်းလေးနော်သူတို့ကလက်ပြကြည့်တာရှိတယ်ငှက်ကြည့်တာရှိတယ်အမျိုးမျိုးသူတို့မလက်လာတာရှိပါတယ်အပင်လက်လာတာတွေဒါကြောင့်ကျွန်တော်ကသူတို့နေချင်းစပွဲဖြစ်အောင်နေရထိုင်ခင်းအဆောက်အဦရေမီးနဲ့ထားပြလို့ရှိရင်ကျွန်တော်ဒေသအတွက်ဒေသခံတွေရဲ့ရိုးရာလက်မှုလုပ်ငန်းပစ္စည်းတွေဒါလည်းပဲကျွန်တော်တို့အတွက်အမှတ်တရလက်ဆောင်နေကျွန်တော်ရောင်းချလို့ရပါတယ်ဒါကတော့ကျွန်တော်တို့အတားချက်ပေါ့လေတကယ်လို့များဘုရားတော့ကာလန်ကြီးဖောက်ပြီးမှသွားလို့ရှိရင်ကျွန်တော်ခုနပြောတော့ပကံညာဦးကနေနမတောင်ကိုနှစ်ချင်းသွားလိုက်ပြန်လာလို့ဆိုတော့ဟိုတယ်ဆောင်ကလည်းပဲဥငွေမရှိဒေသခံကလည်းပဲဘာမှအကျိုးမရှိတိတော့ကြမလို့ဒေသခံတွေရဲ့တကယ့်ဟိုတယ်လုပ်ငန်းရှင်ဒေသခံရဲ့ဆန္ဒဒီလိုဆန္ဒအမျိုးသားဥယျာဉ်ဖြစ်လာလို့ရှိရင်သူ့ရဲ့ရှိတဲ့အရေးချင်းပေါ့လေအဲ့ဒါအပြည့်အဝအလွန်အကျွံမသုံးပေးနဲ့ထိမ့်သိမ့်ဖို့တော့လိုပါတယ်ဆိုတော့ကျွန်တော်တင်ပြလိုပါတယ်ခင်ဗျာအဲ့ဒီတုန်းကအဲ့ဒီခုနစုမဲ့ Victoria တောင်ကကားလိုင်းကြီးဖောက်နေတော့အဝေးဖန်ဒီခံနေရတာပေါ့လေဟုတ်ကဲ့ဘာလို့အဲ့လိုဖောက်ခဲ့ရတယ်လေပေါ့နော်ကျွန်တော်ရဲ့တော်ပေါင်းချင်းကျွန်တော်ရဲ့ national park လေးဖြစ်နေတော့ဘယ်လိုပုံစံနဲ့အဲ့ဒီ line ကိုဖောက်ရတယ်အဲ့ဒီမှာကျွန်တော်တို့ကခုနပြောသလိုနမတောင်အမင်းသားဥယျာဉ်ဟာတကယ့်ကိုကံပလက်မျိုးတွေကကျိုးပြတဲ့နိုင်ငံခြားဝင်ရတဲ့နေရာတစ်ခုပါအဲ့ဒီမှာအမြောင်မယ်မရှိတဲ့ဒေသခံပြည်သူကလည်းပဲဒီလမ်းကြီးကိုကားလမ်းမဖောက်လို့ရှိရင်ကျွန်တော်တို့ကထားခဲ့တော့မှာလားဆိုတဲ့သူတို့ရဲ့ mindset ကမင်းမတားမှနှိမ့်ချလောင်းလို့သူတို့တောင်းဆိုတော့ကျွန်တော်တို့ကတက်တော့နေတော့ကန့်ကွက်ပါသေးတယ်နမတောင်အမင်းသားယူနဲ့ကန့်ကွက်တယ်သို့တော်လည်းပဲလူထုကတင်ပြတဲ့ခါမှာလွှတ်တော်မှာတင်ပြတော့ကိုယ်စီတွေကလည်းပဲလူထုရဲ့ဆန္ဒသဘောတင်ပြတော့34ပဲလမ်းချိဖို့ဖြစ်တဲ့ခါမှာအဲ့လိုပဲကျွန်တော်တို့အကျိုးအမြတ်ဟာခံစားတော့ခံစားရမနဲ့နင့်နာမှုရှိခဲ့တယ်ဆိုတာကျွန်တော်ပြောလို့ပါတယ်အဲ့ဒါကဒေသခံမှာအဓိကလိုပါတယ်သူတို့ကခုနကပြောလို့သဘောပေါက်နားလေအောင်ရှင်းပြဖို့လိုပါတယ်ဆိုတော့ကျွန်တော်ပြောခဲ့တာဒီအကြောင်းတွေဖြစ်ပါတယ်ခင်ဗျအရင်စုရဖြစ်တော့ကဒီလက်စစ်တအားလေးဒီကုပီနေမှာထုတ်နိုင်တဲ့ဂလတန်မီတော့ပွေလူမီတော့ပေါ့နော်ဟုတ်ကဲ့လင်တော်တို့လည်းခုလောက်တော့လောက်နေတယ်ဟုတ်ကဲ့ဒါလေးရှေ့တန်းတဲ့ဒီမဟာ deadline ခုပေးအတိကခုသုံးနေတယ်လို့ဖြစ်နေတော့လေဟုတ်ကဲ့ပါခင်ဗျဒီကိစ္စနဲ့ဗာများပြောချင်တာရှိဟုတ်ကျွန်တော်ကလက်စစ်ကန္တာကိုကျွန်တော်6လပဲကန်ခဲ့ပါတယ်တိုးတော်လည်းပဲအဲ့ဒီမှာကျွန်တော်တို့ကကျွန်တော်ချင်းမြင့်မှာရှိတဲ့မြစ်ချောင်းတွေပေါ့လေမြစ်ချောင်းတွေကထုတ်လို့ရတဲ့နေရာတွေရှိပါတယ်အရင်မဏိပူရဆိုလို့ရှိရင်သူ့မှာ plan ရှိပြီးသားပါနောက်တစ်ခါကျွန်တော်၄မျိုးမြစ်စင်မကမ်းမယ်ကျွန်တော်တို့ရှိပါတယ်နောက်ပလဲဝမြို့နေ၄မျိုးပေါ့လေဒါကထုတ်လို့ရတယ်နောက်ပလဲမြို့နေပီချောင်းဖက်ကလည်းပဲထုတ်လို့ရတယ်ကျွန်တော်မှာကအဓိကခက်တာကလမ်းမဆက်တဲ့ရေးလမ်းမဆက်တဲ့ရေးရယ်လုံခြုံရေးရယ်အဲ့တော့ကျွန်တော်ကချင်းပြည်နယ်တမျိုးနေလာဖို့ဆိုတာအင်တန်ဝေးပါတယ်ကျွန်တော်ပလက်ဝကနေဟာခါလာလို့ရှိရင်ပထမရခိုင်ပြည်နယ်ကျွန်တော်ရောက်ပါတယ်လေနဲ့သွားရရန်ကုန်တိုင်းပေါ့ရန်ကုန်ရောက်မှကားရှိရင်ပဲခူးတိုင်းမကွေးတိုင်းမန္တလေးတိုင်းမကွေးတိုင်းစကိုင်းနဲ့စမကျွန်တော်တန်းတဲ့ပြည်နယ်ကိုဖြတ်မှကဘာပတ်မှလာရပါတယ်အဲ့ခါကျတော့ရှင်းကျွန်တော်မှလမ်းဘက်ဆိုတော့အရေးကြီးတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကချင်းပင်နေကြီးခါကနေမှပလက်ဝအထိလမ်းမကြီးဖောက်ဖို့စမရရှိပါတယ်အဲ့ဒီမှာလည်းပဲကျွန်တော်ကလူအားငွေအားပညာအားလည်းပဲနေတဲ့အခါမှာကျွန်တော်မလုပ်ခနဲ့ရှိပါတယ်တိုးတော်လည်းပဲဝမ်းနဲ့စားတစ်ခုကမတူပီနဲ့စမီပလက်ဝလမ်းပေါက်တာဟာကျွန်တော်ပလက်ဝမြို့နယ်အတွက်အင်မတန်မှအကျိုးထိရောက်တဲ့လုပ်ငန်းတစ်ခုလို့ကျွန်တော်မြင်ပါတယ်
နောက်တစ်ချို့မြို့ရတုတ်တဲ့အတွက်စမီးကိုလည်းကျွန်တော်မြို့ပေါ့လေအရင်တော့မြို့နေခွဲအခုတော့မြို့ပေါ့လုံနိုင်ခဲ့ပါတယ်အဲ့ဒါကလည်းပဲဒေသရဲ့ဖမျိုးမှုတစ်ခုပေါ့ပညာရေးကျမ်းမာရေးတုတ်တဲ့ဘက်အတွက်ကျွန်တော်တို့တာဝန်ရှိတဲ့ကားအတွင်းမှာတက်နံတော့ကိုကြီးခဲ့တာရှိပါတယ်ဒါကြောင့်မလို့ခုန၄မျိုးမြစ်စီမံကိန်းမဏိပူရစီမံကိန်းနောက်ထပ်ပြီးတော့လုံနိုင်တဲ့စီမံကိန်းတွေကိုလုပ်ပစ်ခြင်းအဖြစ်ဒေသခံများအနေနဲ့မဟာဓာတ်အားလမ်းကြီးကိုမြေကိုးစရာမလိုဘဲနဲ့ကုဒေသကတအားကိုဇေနုံချိုစာစုံနဲ့တုံးမှဖြစ်လို့ဒါတွေကိုလည်းပဲဆက်လက်အကောင့်ထဲပေါ်နိုင်ဖို့ကျွန်တော်အနေနဲ့တက်တောင်းလိုပါတယ်2020ရွေးကောက်ပွဲလေးနေလာပြီဆိုတော့အခုချင်းပါတီနဲ့လည်းပြင်ဆင်ထားတာရှိတယ်လေဟုတ်ကဲ့ကျွန်တော်တို့အရင်တုန်းကဆိုလို့ရှိရင်ချင်းပါတီကကိုယ်ရင်းတယ်ခင်ဗျအခုကျတော့ကျွန်တော်တို့2019မေလလောက်ထင်တယ်ကျွန်တော်တို့အဲ့ဒီမှာ CPP လို့ခေါ်တဲ့ချင်းတိုးတဲ့ပါတီ CNDP ခေါ်တဲ့ချင်းမသားပါတီ CAD ဆိုတဲ့ပါတီ၃ခုကပေါင်းစည်းလိုက်ပါတယ်အခုပေါင်းစည်းတဲ့ပါတီကတပါတီတွေပြင်မှာအင်မတန်မှအားရှိလို့ဒီလိုကျွန်တော်ကခံထားပါတယ်ဒေသခံပြည်သူကလည်းပဲချင်းပါတီကများတယ်တခုတည်းဖြစ်အောင်လုပ်ပါဆိုမှကျွန်တော်အခုကပါတီ၃ခုကတခုတည်းဖြစ်သွားပါပြီCNLD ပါတီဖြစ်တဲ့ခါမှာကျွန်တော်မှာဘာခံစားချက်ရှိလဲဆိုတော့ကျွန်တော်လွတ်လွတ်လပ်လပ်ပြောဆိုတော်လာစေုံဖို့ခက်ခဲကအဓိကတော့ကျွန်တော်ပလဲမြို့နေပါပဲမြို့နေကိုမြို့နေမှာအဲ့ဒီဂျာမာတခါကျွန်တော်ဒီဟာခါကိုတက်သွားတော့ရောက်သွားတော့19ရက်20ရက်နေ့ကကျွန်တော်ကိုစ3လုံးကလာတွေ့ပါတယ်ဖုန်းဆက်ပြီးမှဦးကျော်ငိမ့်ဘယ်မှာတေးလဲကျွန်တော်မေးတယ်ကျွန်တော်တင်းတယ်ကျွန်တော်ပြောပြတယ်ကျွန်တော်တို့လာတွေ့ချင်ပါတယ်တဲ့ဘာကိစ္စလဲဆိုတော့ကိုရဲ့ချစ်တဲ့တောင်းဖို့ဆိုမှကျွန်တော်ပြောပါတယ်ပြောတော့စ3လုံးက3ယောက်ရောက်လာပါတယ်ကျွန်တော်ရဲ့ကိုရဲ့ချစ်တဲ့အားလုံးအပြည့်စုံသူယူသွားတယ်ကျွန်တော်ကမေးတယ်ဘယ်သူကတောင်းခိုင်းတာလဲကျွန်တော်မေးတဲ့အခါမှာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတောင်းခိုင်းတာတဲ့ကျန်တဲ့ပါတီကိုတော့တောင်းသလားဆိုတော့ကျွန်တော်မသိပါဘူးတဲ့ကျွန်တော်တို့ကအပေါ်ခိုင်းလို့လောက်ရတာပါဆိုမှဖြေတယ်နောက်20ရက်နဲ့ကျွန်တော်တခါမှုခင်းတဲ့ဖွဲ့ CID ကတခါလာပြန်ရောအဲ့ဒါကျတော့သူတယောက်သေးပါဒုရေမှုကြီးကျော်စင်sorry ကျော်မြေဦးသူရောက်လာတယ်သူကလည်းပဲတဲ့ဥကျော်ငင်းတဲ့ကိုရေးချက်တဲ့ပေးပါတဲ့ဟုတ်ပါပြီဘသူကခိုင်းတာလဲမိတယ်ပြည်ထောင်စုရွေးကောက်ကော်မရှင်ကခိုင်းတာပါတဲ့ကျွန်တော်ပြန်မေးတယ်တခြားပါတီကိုကောက်သလားဆိုတော့ကျွန်တော်တို့မသိဘူးတဲ့ကျွန်တော်ကသူတို့ခိုင်းတဲ့လောက်တာဖြစ်တယ်တဲ့ပြောတယ်အဲ့ဆိုကျွန်တော်ပါတီကမကောက်ဘူးနဲ့ကျွန်တော် CNLD ပါတီကိုပဲကောက်ရရှိတယ်ကျွန်တော်အပေါ်မှာဘာတန်တရားရှိလို့လဲဘာဖြစ်ရှိလို့လဲကျွန်တော်ပြန်မေးခွန်းထုတ်တဲ့ခါမှာသူတို့မဖြေနိုင်ဘူးအဲ့ဒါမှဖြေဖို့ကသူတို့ခိုင်းတဲ့ပြည်ထောင်စုရွေးကောက်ကော်မရှင်ကပဲဖြေတဲ့ဖြေလို့သူပြောပါတယ်ဒါကတော့ကျွန်တော်တို့အခု2020ရွေးကောက်ပွဲအကြိုကာလပေါ့လေမတိုင်ခင်ကျွန်တော်တို့ကြုံရတာပါဒီထက်မကကျွန်တော်တိုင်းသားပါတီတွေဟာအခက်အခဲတွေကြုံရလိမ့်မယ်ဒီအခက်အခဲတွေကိုကြော်လွှားနိုင်မှသာလျှင်ဒေသခံမေဆန္ဒရှင်များလိုလားတဲ့ကိုယ်စတဲ့ကောင်းနော်တကယ်မိမိပြည်နေအကျိုးပြုမဲ့လူတွေကိုရေးဖို့အချိန်ခါဖြစ်တော့စဉ်စားစားနဲ့လုပ်ကြဖို့တိုင်းသားပါတီတွေကိုလည်းပဲနော်ဒန်းတူညီမျှဆက်ဆံဖို့လိုပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဆွေးနွေးလိုပါတယ်တိုင်းသားပါတီတွေဆိုတာကချင်ကယားကရင်ချင်းမွန်ရခိုင်ရှမ်းစမပြည်နေခုရှိပါတယ်အဲ့ဒီမှာရှမ်းနဲ့ရခိုင်ကတော့သူ့ပြည်နေမှာသူโอเคသူတို့ပါတီတို့နိုင်မှာပဲကျွန်တော်ကချင်ကယားကရင်ချင်းမွန်ဆိုတဲ့ပြည်နေနောက်ခုမှလည်းပဲကျွန်တော်တို့တခါလေတွေ့ဆုံခါမှာ
ဘာကြောင့်ဖွင့်တယ်လဲကျွန်တော်ဖက်ဒရယ်ဆိုတဲ့စနစ်ကိုလိုချင်တယ်ကျွန်တော်တို့လောက်တာပင်လုံစစ်တပ်မဟုတ်ဘူးပင်လုံဒီကုတ်ကိုကျွန်တော်အကောင့်ထိဖော်ဖို့လိုတာပါဒါကြောင့်မလို့ကျွန်တော်တိုင်းသားအားလုံးကပင်လုံစစ်တပ်မဟုတ်ဘူးနဲ့ပင်လုံမှာချုပ်ဆိုခဲ့တဲ့စာချုပ်အတိုင်းလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တိုင်းသားတွေအနေနဲ့နော်မိမိတို့လိုလားတဲ့ပြည်နယ်လုပ်ပိုင်ခွင့်တွေကျွန်တော်တောင်းဆိုတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဆွေးနွေးလိုပါတယ်